နိုင်ခင်နိုင်အဝတ်ပြီးလို့ရှိမှဘာဝရမလဲဆိုပြီးခေါင်းစားနေပြီလားတခါတလေအချိန်ကုန်သက်တာပြီးလှပလေးဖြစ်ချင်ပေမဲ့ဘလို့ဝတ်ဆောင်ကအဆင်ပြေမလဲဆိုတာစဉ်းစားခက်နေတတ်ပါတယ်။နဲ့ငင်းလှပခြင်းနဲ့ဒါပေမဲ့တတရှိမှုလည်းမစွန့်လွတ်ခြင်းနဲ့မမတို့အတွက် Rose Lewin အပြေတစ်ခုယူဆလာပေးပါပြီရှင်။ Rose Lewin ရဲ့ဒီနေ့ BK ရဲ့ချင်းဝန်းဆက်လေးကမမတို့ရဲ့နေ့စဉ်ဘဝပို့ပြီးလွယ်ကူလှပစီကိုဖန်တီးပေးတာပါ။နုနယ်ရဲ့အပြောင်ချင်းသားလေးပေါ်မှာတောက်ပတဲ့ကြောက်လေးတွေကအောက်ချင်သားတဲ့အပြည့်ပါဝင်လာမှုလို့ရိုးရှင်းပေမဲ့စမ်းတဲ့အလှကိုပေးဆက်မှာပါ။တုံးသွားစည်းဝယ်တငယ်ချင်းတွေနဲ့တွေ့ဆုံတာဖြစ်ဖြစ်ခီးသွားတဲ့အခါမျိုးမှာဖြစ်ဖြစ်နေရာမရွေးအချိန်ကြီးလိုက်ဖက်ကြီးစွာဝတ်ဆင်နိုင်ပါတယ်ရှင်။ဒီဝမ်းဆက်ရဲ့ထူးခြားချက်တွေကတော့ရင်ဆိုင်34မှ44ထိတင်46ထိကျဲဝန်းစာဝတ်ဆင်လို့ရပါတယ်။တင်းနှုံးလေးကလည်းအရန်အောင်မှတက်ပါတယ်။ဘောင်းမီအင်ဂျီဝမ်းဆက်အောင်မှ9900ကျပ်ပါပဲရှင်။ဂျင်းသားတူတူကြီးမဟုတ်ပေနဲ့ပေါ့ပေါ့ပါအသားအီဝတ်လို့ရတဲ့အပြင်ဝတ်တဲ့အခါပူရံပြည့်လည်းလုံးဝမရှိပါဘူးရှင်။ကြောက်တွေကလည်းအင်ဂျီအောင်နာအစွန်းနဲ့ဘောင်းမီအောင်နာအစွန်းကြီးတဖြည်းဖြည်းဖြော့ဝင်သွားတဲ့ပုံစံလေးနဲ့အပြည့်ပါပါတယ်ရှင်။ခါမှလည်းရာဘာကျိုးပါလို့ဝတ်ရတဲ့အခါမှာပိုပြီးတတရှိစေမှာပါ။အင်ဂျီနဲ့ဘောင်းမီကိုလည်းတိချခွဲပြီးတခြားဝတ်စုံတွေနဲ့လည်းလှလှပတွဲဖက်ဝတ်ဆင်နိုင်လို့တန်မိုးရှိတဲ့ fashion ရင်းနှီးမြင့်နယ်မှုတစ်ခုပါပဲရှင်။နေ့စဉ်ဘဝရဲ့အလှပကိုလေကူတက်တာစွာပိုင်ဆိုင်ရင်ကိုယ့်ကိုယ်ရုံကြည်မှုရှိရှိနဲ့လှပတဲ့နေ့ရက်တွေကိုဖန်တီးနိုင်ဖို့ Rose Lewin ရဲ့ဒီနေ့ BK ရဲ့ချင်းဝတ်ဆက်လေးကအသစ်ဆောက်ကြနေပါတယ်။ပေါ်ပါတဲ့အလှတောက်ပတဲ့စတိုင်ကိုတစ်ထည်နဲ့ပိုင်ဆိုင်လိုက်ပါ။အခုပဲ Page Messenger ကနေဆက်သွယ်မှယူလိုက်ပါအောင်နော်။ညီမတို့ရဲ့ဖုန်းနံပါတ်3996303033လုံးကိုလည်းဆက်သွယ်မှယူနိုင်ပါတယ်ရှင်။ဒီလိုမျိုးအလန်းလေးတွေလည်းအများကြီးတင်ပေးမှာမလို့ညီမတို့ရဲ့ TikTok ကိုလည်း like and follow လေးလုပ်ထားပေးပါအောင်ရှင်။ညီမလေးတို့ရဲ့ Facebook page ဖြစ်တဲ့ Rose Lewin နဲ့ Fashion Quality by Rose Lewin ကိုလည်း like and see first လုပ်ထားပေးပါအောင်ရှင်။ YouTube မှာလည်း Rose Lewin official လို့ရရှာပြီးတော့ညီမတို့ရဲ့ update တွေကိုလည်းအများကြီးကြည့်ရှုနိုင်ပါတယ်ရှင်။ Instagram မှာလည်း Rose Lewin လို့ရရှာပြီးတော့အားပေးလို့ရပါတယ်နော်။လက်ကားမှန်ယူသောအမများလည်းညီမတို့အခုပေးထားတဲ့ Fire ဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်။ဆက်သွယ်ပြီးတော့ညီမတို့ Fire ကူတွေထည့်ပေးပါပါနော်မမတို့။ချစ်ကစားမများလည်းနေ့ရက်တိုင်းကိုပျော်ရွှင်မှုပြည့်နေဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်။